ပြီးသားပါတကယ်လို့ကျွန်တော်စိတ်မကောင်းခြင်းစရာပေါ့တခုပြောပြမယ်တကယ်လဲအားလုံးလည်းတောင်းပန်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးလုပ်ဖြစ်တာလုပ်ဖို့တော့စဉ်းစားနေကြပြီဗျာဒါပေမဲ့မလုပ်ဖြစ်တာပေါ့တင်းတို့သိထားမိလိမ့်မယ်ကျွန်တော် YouTube channel မှာအားလုံးပဲတွေ့တဲ့အတိုင်းပဲကျွန်တော်ဗီဒီယိုတွေတကယ်လို့တပုံမှမတွေ့တော့ဘူးဟုတ်တယ်မလားဗီဒီယိုတွေအကုန်လုံးပျောက်သွားတာလေဟုတ်တယ်ကျွန်တော်ဖြတ်ပလိုက်ရတာတင်းတို့အကုန်လုံးဖြတ်ပလိုက်ရတယ်ကျွန်တော်တို့စူးစမ်းခဲ့တာအားလုံးပေါင်းဘယ်နှစ်လဲ6နှစ်လောက်ရှိတယ်နော်6နှစ်လုံးစူးစမ်းခဲ့တဲ့ဗီဒီယိုတွေအကုန်လုံးကျွန်တော်ဖြတ်ခလိုက်ရတယ်ဘာဖြစ်လို့ဖြတ်လိုက်ရတာလဲဆိုတော့ကျွန်တော်ဒီစီကံတစ်ခုနဲ့ညှိတာဗျဒီ YouTube မှာလေသူကစီကံချက်ကတော့ဘယ်လိုပြောမလဲ3ခါထိလို့မရဘူးဗျအဲ့ဒီသူတို့ကတ်တက်ထားတဲ့စီကံပေါ့နော်အမှန်တော့ AI ကသူဆက်တာမှားတာကျွန်တော်ဘယ်လိုပြောမလဲလိန်လေတယ်တို့ဘယ်လိုပြောမလဲလိန်လေတဲ့link တွေချတယ်တို့နောက်ပြီးတော့ဒီအနေရရှိတဲ့ပို့တွေတင်တယ်လို့ပြောတာအမှန်တည်းကျွန်တော်တို့စစ်တဲ့ဗီဒီယိုတွေကကျွန်တော် game ဆော့တဲ့ဗီဒီယိုတွေတခါလေးဆိုလဲတချို့ဗီဒီယိုဆိုပြဘယ်လောက်တော့ရုပ်ဖွဲ့တယ်ဆိုကျွန်တော်ကောင်မလေးကျွန်တော်ထမင်းချက်ကြည့်တဲ့ဗီဒီယိုတွေထိတာကျွန်တော်စိတ်တင်တော့ link ကြောင်းဖြစ်မယ် link ကတော့ကျွန်တော်အမှ UCID ကျွန်တော်တငယ်ချင်းအကောင့် link ကျွန်တော်ချတာကျွန်တော်အဲ့ဒါလဲဆိုင်လိမ့်မယ်ဘာကြောင့်လဲတော့ကျွန်တော်လည်းမသိဘူးဗျာ3ခါထိပြီဆိုရင်ဒီ YouTube channel ကအပိုင်ပြတ်မှာဗျာကျွန်တော် follower 6သိန်းကျော်ရှိတယ်ဗျာကျွန်တော်စူးစမ်းခဲ့ရတာ6နှစ်နီးပါးတစ်နှစ်ကို3သိန်းလောက်ပဲရတာကျွန်တော်သိတဲ့အတိုင်း YouTuber တွေတော်တော်များသိလိမ့်မယ် YouTube မှာ follower ရှာတာအရင်ခက်တယ်ဗျကျွန်တော်တို့တခြား platform တွေနဲ့မတူဘူးဗျာဒီ Facebook တို့ TikTok တို့ဆိုရင်ရှားလွယ်တယ်ကျွန်တော် YouTube ကဆိုတော့တားခက်တယ်ဗျတော့ content တွေ content တွေပေါ့content တော့ content ကြထိုင်းလို့ရ content တွေပေါ့တော်တော်ကောင်းဖို့လိုတယ်အကုန်လုံးပါတော့စားရကောင်းမှအဲ့လိုပေါ့ follower တက်တာဗျကျွန်တော်အားကြောင့်နောက်ဆုံးကျွန်တော်ရွေးချယ်ချင်ကျွန်တော်3ခါထိရဗျ2ခါထိထားတယ်တတိယတစ်ခေါက်ထိပြီဆိုရင်ဒါ YouTube channel ကအပြီးပြတ်မှာကျွန်တော်2ခေါက်ထိသွားပြီအဲ့တော့ကျွန်တော်ကရွေးချယ်စရာလမ်း2လမ်းပဲရှိတော့တယ်1ဗီဒီယိုတွေအကုန်လုံးဖြတ်မှာလားဒါမှမဟုတ်ဒီ YouTube channel ကိုရှုံးခံမှာလားကျွန်တော်အားကြောင့်စဉ်းစားဗီဒီယိုပဲဖြတ်ချလိုက်တော့မယ်လို့ဘာလို့ဆိုကျွန်တော် follower ရှာရတဲ့ခက်တယ်ကျွန်တော် fan တွေအများကြီးဗျာကျွန်တော်6နှစ်နီးပါးကျွန်တော်စူးစမ်းခဲ့ရတာဗျာကျွန်တော်တငယ်ချင်းတွေတော့ဆုံးမခံနိုင်ဘူးကျွန်တော် YouTube channel မှာဖြတ်ဗီဒီယိုတွေကကျွန်တော်ပြန်ဖန်တီးလို့နိုင်တယ်အရင်တော့လိုမျိုးအချိန်ကာလတွေအဲ့လိုဗီဒီယိုတွေအတိတ်မှတ်လေးတွေအမှတ်တရလေးတွေပေါ့အဲ့လိုလေးတွေတော့မရှိတော့ဘူးဆိုပေမဲ့ကျွန်တော်ဗီဒီယိုတော်တော်များများပေါက်ခဲ့တဲ့ဗီဒီယိုတော်တော်များကျွန်တော်တငယ်ချင်းတွေမှတ်မိကြတယ်ဗျတကယ်လို့ရင်ထဲမှာရှိပြီးသားပဲအဲ့တော့စိတ်တော့မကြပါဘူးစိတ်ချကျွန်တော်စိတ်ဓာတ်မကြဘူးကျွန်တော်ဒီ2026မှာကျွန်တော်ပြန်ကြိုးစားမယ်3လပိုင်းဟုတ်တယ်3လပိုင်းလောက်မှကျွန်တော်ဗီဒီယိုတွေပြန်လုပ်မှတင်တော့เนาะဘာဖြစ်ဆိုတော့ရက်60ကျွန်တော်ထိထားတာဆိုတော့အဲ့ဒီစီကိုင်းရအဲ့ဒီအရာမပြောက်သေးဘူးခင်ဗျအဲ့ဒါကြီးပြောက်သွားမှကျွန်တော်ဗီဒီယိုတွေပြန်တင်မယ်เนาะအခုလောဆယ်ကျွန်တော် live stream တော့ပုံမှန်လွှင့်နေ YouTube မှာလွှင့်နေ TikTok မှာလွှင့်နေ Facebook မှာလွှင့်နေဗီဒီယိုတွေပုံမှန်တော့ Facebook နဲ့ TikTok ပဲကျွန်တော်တင်တော့မယ်ဗျအဲ့ဒီ YouTube ကကျွန်တော်တင်လို့မရတော့ခဏရက်ထားမယ်เนาะဗီဒီယိုတော့မတင်ဘူးဒါပေမဲ့ live stream တော့ပုံမှန်ကျွန်တော်တက်မယ်เนาะည7:00နာရီဆိုကျွန်တော်ပြင်မှာတက်တယ်ပထမဆုံးနေတော့တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်အများနဲ့အားပေးနေတဲ့ညီကောင်မတော်မှာဟိုအရင်ကဒီနေ့ထိပေါ့အားပေးနေတဲ့ကျေးဇူးတင်အားတင်ပါတယ်တောင်းပန်ပါတယ်เนาะကျွန်တော်ဗီဒီယိုတွေဖြတ်လိုက်ရတာဒါပေမဲ့စိုက်ကြိုးစားပါမယ်ကျွန်တော်2016မှာဒီထက်မှကောင်းကျွန်တော်ကြိုးစားပါမယ်ခရီးပေးပါတယ်ခင်ဗျာ3လပိုင်းကြာပေါ့ကျွန်တော်ပြန်လာခဲ့မယ်เนาะအခုလောဆယ်တော့ကျွန်တော်ဘယ်မှမတော်ပါဘူး live stream မှာလာကြည့်လို့ရပါတယ်အဲ့ဒါပြောတာကျေးဇူးပါခင်ဗျာကျေးဇူးပါတချို့တကယ်ညာတောင်းနေကြအဲ့စကုတ်ချိန်နေရတယ်ဘယ်ရောက်သွားတာလဲတို့ကျွန်တော်လာမင်းနေကြကျွန်တော်တင်လို့မရသေးလို့3လပိုင်းကြာမှကျွန်တော်ဗီဒီယိုကောင်းလေးတွေပြန်လုပ်ပေးမယ်နော်ဘိုင်ဘိုင်ကျေးဇူးပါ3လပိုင်းပြန်လာခဲ့မယ်အားပါ